အဲ့လောက်ရင်ခုန်တဲ့မျက်နှာမျိုးတခါမှမရှိခဲ့ဘူး အဖေကရန်ကုန်မှာကောင်မလေးတယောက်နဲ့တွဲနေတယ် အခုမှစတွေ့တယ်ဘလို့အမျိုးသမီးကြောင့်ပဲဖြစ်ဖြစ်နှစ်ပေါင်း40လောက်ခိုင်နေလာတဲ့မမေတို့အိမ်အောင်ရင်သူထိခိုက်ခံမှာမဟုတ်ဘူး ဝေးကောက်ယူလိုက်ရောကတော့ တကယ်လားအခုမွေးနေတော့မိလက်ဆောင်ပေးထားတဲ့ကားလေးရော အဲ့ကကြာနေပါပြီသုံးထားလည်းများနေပြီလေမော်ရယ်လည်းအောက်နေပြီဒေါ်လာစေအင်းတစ်ဖွင့်မွေးလေးကျင်းပါလေရ အာကိုကြီးကလည်းစိုးပြီကျမတဘွားလုံးနဲ့ပုံပြီရှင်းဟိုကျမရှုံခဲ့တာအဲ့ဒါလေးအားလုံးတော့ကျမပြန်ရလာတာထားလား မင်းစီကရမယ်ယောက်ျားတစ်ယောက်ကတာယာမှုပျော်ရွှင်မှုအေးချမ်းမှုဘယ်မှာလဲအဲ့ဒါတွေကဘယ်မှာရှားမလဲဟမ် လို့နားလည်မှုမျိုးอ่ะမှာရှင်းပေါင်းနားလည်မှုပေးနိုင်တဲ့နားလည်မှုမျိုးဖြစ်မယ်ဆိုတော့ကျမတကယ်ကိုမသိတော့လို့ပါ 是单整个乌拉